မင်္ဂလာပါဗျမိဖယုံဇုံလုံးကန်းသွားလန်းလာလန်း၆မှာအမေအိမ်အလဲရောက်တော့အမေဟာပြုံးပြုံးကြီးထိုင်ကြည့်နေပုံများလက်တောင်ခက်ရင်ကိုကြောက်သွားမလားစိတ်နဲ့တယ်တချို့သားသမီးတွေများအမေရဲ့ဖြူစင်တဲ့မူသားငါသားငါသမီးစတော့အဲ့ဓာတွေအမေမကြိုက်ဘူးတကယ်ယုံတကယ်စားတဲ့အမေရဲ့မူသားကိုယုံစားတဲ့သမီးသားတွေလည်းလောကမှာရှိရဲ့တချို့သားသမီးတွေများအမေမှာ300ရှိသေးလားပတ်စံထားခဲ့ရအောင်မလားရှိတဲ့သမီးရှိတဲ့သားအမေရဲ့မူသားယုံစားပြီးတစ်ချက်တစ်ပြားမှမထားခဲ့ကြတဲ့သားသမီးတွေလည်းရှိရဲ့တချို့သားသမီးတွေများအမေနေမကောင်းဘူးလားအမေဖေးကန်းသွားမလားအမေနေကောင်းတဲ့သမီးအမေနေကောင်းတဲ့သားဘယ်ဖေးကန်းမှအမေမသွားအမေရဲ့ငဲ့ညာတဲ့မူသားဝိကျိဝိကုံမေးပြီးပြန်သွားတဲ့သမီးနဲ့သားကြောပြင်ကိုမေးဝိရိပူဖြားသွေးနဲ့အမေဟာပြုံးလို့ကြံခဲ့တယ်အလိုက်မသိတဲ့သားကအမေအိမ်ရောက်သွားတော့မိဖို့ဆောင်တဲ့ဝင်ဇပွဲပေါ်မှာလူဘေးသူဘေးအသားဟင်းလေးတုံးအုပ်ဆောင်လေးဖုံးလို့ငါသားသမင်းစားခြင်းစားတော့ဇပွဲပေါ်မှာဟင်းရှိတယ်အဲ့ဒါအမေနဲ့မတည့်လို့မစားမျက်နှာအကုန်စားလိုက်တော့အမေရဲ့ဖြူစင်တဲ့မူသားဟိုငနွားနားမလဲဘူးတချို့ကအမေစီကငွေချေးပြန်တောင်းမပေးကြဘူးတချို့ကအမေကိုငွေချေးအတိုးတွေအမေကပေး။အော်မိဘယုံဇုံလုံးကများသွားလန်းတာလို့လာလန်းမှ6ညရလူနီမောကကျေးဇူးတင်ပါတယ်။ဒါကောင်းသမီးမြတ်များချစ်ကြပါလိမ့်